အားလုံးပဲမင်္ဂလာပါရှင်ကျမတို့သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကကွယ်ရေးဦးစီးချုပ်ရှာတူကို9နှစ်သက်တမ်းတစ်ကြိမ်သာလိုက်ရင်တာဝန်ထမ်းဆောင်ရန်သတ်မှတ်ဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အကြမ်းဖက်မြောက်လိုက်ကစစ်တပ်ကကွယ်ရေးဦးစီးချုပ်ရှာတူကိုတာဝန်ထမ်းဆောင်ပြီးနောက်တိုးမျိုးဆက်သစ်စစ်ဗိုလ်ချုပ်များအနေဖြင့်ကောက်ကွယ်ရေးဦးစီးချုပ်အဖြစ်9နှစ်သက်တမ်းတစ်ချိန်သာလျင်တာဝန်ထမ်းဆောင်ရန်သတ်မှတ်မည်ဟုသိရှိရကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါရယ်2011ခုနှစ်မှစတင်၍စစ်အာဏာရှင်တန်းရွှေ၏ရွေးချယ်မှုဖြင့်စစ်တပ်ကောက်ကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သောအကြမ်းဖက်မြောက်လိုက်ကစစ်တပ်ကောက်ကွယ်ရေးဦးစီးချုပ်တာဝန်ကို15နှစ်အထိတာဝန်ထမ်းဆောင်လာခဲ့ပြီးဖြစ်ကြောင်းမင်းအောင်လှိုင်လောစစ်တပ်ကောက်ကွယ်ရေးဦးစီးချုပ်ရှာတူကိုထမ်းဆောင်ပြီးမျိုးဆက်သစ်စစ်တပ်ခေါင်းဆောင်များအနေဖြင့်ကောက်ကွယ်ရေးဦးစီးချုပ်အဖြစ်9နှစ်သက်တမ်းတစ်ချိန်သာထမ်းဆောင်ရန်သတ်မှတ်ထားရှိမည်ဟုသိရှိရကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါရယ်တမတော်တဲမှာအခုသိရတာကအခုလက်ရှိတက်ချုပ်အလွန်ဖြစ်လာမယ်တက်ချုပ်အသစ်တွေက9နှစ်သက်တမ်းတစ်ချိန်ပဲတာဝန်ထမ်းဆောင်ရမယ်ဆိုပြီးသိရတယ်အဲ့ဒါကိုကာညာနာညွှန်ကြားလွှာနဲ့ပဲတတ်မှတ်မယ်လို့သိရတယ်ဟုနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်စီအာနာသိမ့်ပြီးထုတ်ပြန်ခဲ့သောကောက်ကွယ်ရေးဌာနကောင်စီကကနညွှန်ကြားလွှာတင်မြင့်ဆောင်2021အရစစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးနဲ့ဒုတိယဗိုလ်ချုပ်မှုကြီးတို့အတွက်တာဝန်ထမ်းဆောင်နိုင်သည့်အသက်ကန့်သက်ချက်သတ်မှတ်ထားရှိခဲ့မှုကိုပယ်ဖျက်ခဲ့တော့လေလာမည့်အနာဂတ်တက်ချုပ်အသစ်များအတွက်မှုအသက်နှင့်တာဝန်ထမ်းဆောင်နိုင်သည့်ရှာတူအကျဉ်းယူကိုပါကန့်သက်ရန်ရှိနေကြောင်းသိရှိရပါတယ်လက်တလောအကြမ်းဖက်မြောက်လိုင်းကတက်ချုပ်ရာထူးကိုဆွန့်လွတ်၍သမရလုံမည်ဆိုသောသတင်းများကစစ်တပ်အတွင်းကြေကြေပြန့်ပြန့်ထွက်ပေါ်လျက်ရှိပါသည်။ယခုရက်ပိုင်းတွင်မြောက်လိုင်းက၎င်း၏လူယုံစစ်ဖက်ရေးရလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရှေဝံဦးကိုစစ်တပ်တွင်နံပါတ်1ခေါင်းဆောင်ဟုခေါ်ဆိုရမည်ကောက်ွယ်ရေးဦးစီးချုပ်ကြီးရာထူးကိုပေးအပ်ခဲ့ပြီးစစ်ဗိုလ်ချုပ်အများပြားကိုလည်းရာထူးအပြောင်းလဲများပြုလုပ်ခဲ့ပါသည်။ဆက်လက်ပြီးဗမော်နဲ့ဝိုင်းပေါ်မှာတိုက်ပွဲဆက်ပြင်းထန်နေဟု KIA ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်နဲ့ဗမော်မြို့နယ်တွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလက်နက်ကြီးဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။ KIA တပ်မဟာ3ဒေသဗမော်နှင့်တပ်မဟာ5တပ်ရင်3ဒေသဝိုင်းမော်မြို့နယ်တွင်စစ်ရေးအခြေအနေတွေကိုမလ4ရက်ညပိုင်းကသတင်းဖော်ပြခဲ့တာပါဗမော်မြို့အမှတ်1အထက်တန်းကျောင်းနှင့်ကံဦးဖုန်ကြီးကျောင်းမှာတက်ဆွဲနေရာယူထားတဲ့စစ်ကောင်စီက KIA ပူးပေါင်းတပ်နေရာယူထားတဲ့ကံတော်ရက်ကွက်အပါဝင် KIA ပူးပေါင်းတပ်နေရာယူထားတဲ့နေရာတွေကိုလက်နက်ကြီးတိုက်ခိုက်ခဲ့သလိုဗမော်မြို့နန်းဖားရက်ကွက်နဲ့တာမိုင်းလုံရွာအနီးတက္ကသိုလ်ဘက်ကိုလည်းdrone jet fighter နဲ့ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်ဟုအသိပေးပါတယ်။စစ်ကောင်စီကစစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီးဗမော်3မိုင်ခလာရ236စကခ21နေရာတွေဘက်ကို120မမ81မမ60မမလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေကြောင်းဖော်ပြထားပါတယ်။ဒါပြင်ဝိုင်းမော်မြို့နယ်မိုင်းနာမှန်ပြတောင်ဘက်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီက KIA တပ်တွေရှိရာလက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့ကြောင်းဖော်ပြပါတယ်။ဗမော်နဲ့ဝိုင်းမော်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းအသိပေးထားပေမဲ့ကြာဆုံးထိခိုက်အပါဝင်စစ်ရေးအခြေအနေအသေးစိတ်တော့ဖော်ပြမထားပါဘူးစစ်ကောင်စီဟာဝိုင်းမော်မြို့နယ်ကားရရန်ကြီးပွားဘက်ကိုလည်းလေကြောင်းပုံကျဲကလုံးနေအိမ်ပျက်စီးမှုတွေရှိခဲ့ကြောင်းအသိပေးထားပါတယ်ဝိုင်းမော်ဒေသခံတပ်ဦးကတော့ဒေသရင်းမှာတိုက်ပွဲများဆက်ရှိနေပြီးတိုက်ပွဲတွေဟာစစ်ကောင်စီရဲ့ခလာရ58နဲ့ပိုနီးလာပြီးဖြစ်တယ်လို့ဖေဖော်ဝါရီ28ရက်ကပြောပြထားပါတယ်KIA အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ငယ်အချို့တပ်ဆွဲထားတဲ့နေရာအချို့သိမ်းရခဲ့ကြောင်းလည်းပြောပါတယ်။စစ်ကောင်စီက2024ရက်တွင်ဝိုင်းမော်မြို့နယ်မှာလက်လွတ်ဆုံးရှုံးထားရတဲ့တပ်စခန်းနေရာတွေနေမြေတွေပြန်ရဖို့ကြိုးပမ်းထိုးစစ်ဆင်နေပေမဲ့ရှေ့မတိုးနိုင်တဲ့အပြင်လက်ကျန်တရင်ဖြစ်တဲ့ခလာရ58ရက်ကာကင်းစခန်းအချို့ကိုပါဖေဖော်ဝါရီလအတွင်းတိုက်ပွဲတွေမှာလက်လွတ်ခဲ့ရတာရှိပါတယ်။ဗမော်မြို့မှာလည်းတိုက်ပွဲတွေနေ့စဉ်ရှိနေပြီးမနစ်က2025ခုနှစ်နှစ်ကုန်ပိုင်းမှာKIA စုခွာပေးခဲ့ရတဲ့နေရာအချို့ကိုအခုဖေဖော်ဝါရီနောက်ဆုံးပတ်မှာပြန်လည်သိမ်းပိုက်နိုင်တာရှိတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပြပေမယ့် KIA သတင်းပြန်ကြားရေးဌာနကတော့အခြေအနေအသေးစိတ်ဖော်ပြမထားပါဘူး။အခုနှစ်အတွင်းတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတဲ့ဗမော်ဖာကန်ဝိုင်းမော်ဒေသစစ်ရေးလက်တလောအခြေအနေတွေကိုထပ်မံမြင်မြန်ဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ထားဆဲဖြစ်ပါတယ်။ဆက်လက်ပြီးမီးစတပ်ဖက်ရှေးမုတ်တပ်ဖက်အခင်းချင်းကိုကြန့်ခိုင်ရေးကြံ့ရွယ်တဲ့ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှာဖြစ်ပါတယ်။မကြခင်ကာလအတွင်းအစိုးရတရက်ဖြစ်ဖွဲ့စည်းလာမဲ့စစ်တပ်ကြောတောင်းနောက်ခံပြည်တော်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကမီးစတပ်ဖက်ရှေးမုတ်တပ်ဖက်ဖြစ်မဲ့အခင်းချင်းကိုကြံ့ရွယ်နေပါတယ်။
မတ်တရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ BBC မြန်မာပိုင်းရဲ့အင်တာဗျူးတစ်ခုမှာကြံ့ခိုင်ရေးပါတီရဲ့ဗဟိုကော်မတီဝင်နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဦးလာဆွေကတော်လှန်ရေးအဖွဲ့တွေနဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်မှာဖြစ်ပြီးတစ်ဖက်မှာစစ်ရေးအောင်မြင်မဲ့အခင်းကျင်းကိုလည်းပြောဆိုခဲ့ပါတယ်။ပြည်တွင်းပဋိပက္ခတွေနဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးကြံ့ခိုင်ရေးပါတီကအာဏာရလာရင်ဘယ်လိုချင်းကပ်မလဲဆိုတဲ့မေးမြန်းမှုအပေါ်ရွေးကောက်ပွဲကြေညာစာတမ်းမှာပါပြီးသားဖြစ်လို့ငြိမ်းချမ်းရေးခေါ်ယူဆွေးနွေးမယ်လို့ပြောပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေကိုဖိတ်ခေါ်ဆွေးနွေးမှာဖြစ်ပြီးအဲ့ဒီအပေါ်ဘယ်လိုလုပ်သင့်မလဲဆိုတာလွှတ်တော်မှာတင်ပြကောင်းမဲခွဲဆုံးဖြတ်လိုက်မယ်လို့အကြံဖြင့်တည်ထားကြောင်းသူကဆိုပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာလည်းဦးသိန်းစိန်အစိုးရလက်ထက်လိုမျိုးသက်ဆိုင်ရာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအလိုက်ခင်ရမင်းရအုပ်စုတွေနဲ့ဆောင်ရွက်သွားမယ့်အနေထားလို့ဆိုပါတယ်။ဒါပြင် USDP အစိုးရဖွဲ့လာရင် NUG နဲ့ PDF ကိုလည်းဖိတ်ခေါ်ဆွေးနွေးမယ့်အနေထားရှိတယ်လို့သိရကြောင်း BBC မြန်မာပိုင်းရဲ့အမေးမြန်းမှုကိုဦးလာဆွေကဖြေကြားခဲ့တာပါ။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ထုံခရိုင်တာဝန်ခံကိုအေးမင်းထွန်းကဆီအာနာရှင်စနစ်ကိုဖြုတ်ချဖို့တိုက်နေတာမို့ဆက်လက်တိုက်ပွဲဝင်ရအောင်မယ်လို့မှတ်ချက်ပြုပါတယ်။သူတို့ကဘလို့ပဲဖိတ်ခေါ်ပေါ်လိကျွန်တော်တို့ကတော့အစကတည်းကဆီအာနာရှင်ကိုဖြုတ်ချဖို့တိုက်နေတာဖြစ်တဲ့အတွက်ဆက်ပြီးတော့ကျွန်တော်တို့ဆီအာနာရှင်ဖြုတ်ချရေးအတွက်ဆက်ပြီးတိုက်ပွဲဝင်ရအောင်မှာပဲလို့ဆိုပါတယ်။မွန်ပြည်ဖက်ထရီကောင်စီ MSFC ကောက်ွယ်ရေးဌာနမှနိုင်တလားနိုင်ကလည်းနိုင်ငံရေးအရာတွေးဆုံဆွေးနွေးမဲ့အစီအစဉ်တွေစလာပြီးမိလက်နက်ကင်တော်လှန်ရေးအင်အားစုတွေဘက်ကတွေးဆုံစကားပြောဖို့လမ်းကြောင်းဖွင့်ထားတာမတွေ့သေးဘူးလို့သတင်းဌာနကိုပြောပါတယ်။ကြံ့ခိုင်ရေးပါတီအနေနဲ့စစ်ကော်မရှင်ဦးဆောင်ကျင်းပခဲ့တဲ့အပိုင်းလိုက်ရွေးကောက်ပွဲကနေလွှတ်တော်3ရက်စလုံးမှာ94နေရာအဖြစ်အသက်အနိုင်ရရှိထားတဲ့အတွက်အစိုးရဖွဲ့နိုင်တဲ့ပါတီပါလက်ရှိမှာတတိယကြိမ်လွှတ်တော်အစည်းအဝေးတွေခေါ်ယူကျင်းပနိုင်ဖို့စစ်ကော်မရှင်ကကဏ္ဍပေါင်းစုံကြိုတင်ပြင်ဆင်နေပြီးအဲဒီကနေမလဆန်းမှာသမရအပါဝင်တိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေရွေးချယ်တင်မြှောက်ဖို့ရှိနေပါတယ်။အဲဒီကနေပေါ်လာမယ့်အစိုးရအဖွဲ့တွင်တိုက်ပွဲတွေရှိတဲ့နေရာမှာစစ်တပ်ဘက်ကအဆိုပြုတဲ့သူတွေကိုဝင်ကြီးချုပ်နဲ့ဝင်ကြီးတွေခန့်အပ်ဖို့ရှိနေပြီးပရိပခတွေမရှိတဲ့နေရာမှာတော့ပါတီကအဆိုပြုတဲ့သူတွေကိုခန့်အပ်မယ့်အပေါ်ဖြစ်တင်ဖြစ်ထိုက်တဲ့အခင်းကျင်းလို့ဦးလာဆွေကပြောပါတယ်။အကြောင်းကတော့စစ်စင်ရေးတွေလုပ်တဲ့အခါအရက်သားထက်စားရင်တက်ကပုဂ္ဂိုလ်ကိုဝင်ကြီးခန့်အပ်လိုက်ရင်ပြောရဆိုရပိုကောင်းပြီးတက်တွေအပေါ်မှာလည်းဩစာပိုညောင်းမှာဖြစ်တယ်လို့စစ်စင်ရေးတွေပိုအောင်မြင်လိမ့်မယ်လို့ဖြေကြားထားတာပါ။နိုင်တလားနိုင်ကတော့စစ်ဖြစ်နေတဲ့ဒေသတွေမှာစစ်တပ်ကလူကိုဝင်ကြီးချုပ်ခန့်အပ်တာဟာငြိမ်းချမ်းရေးလိုချင်တာမဟုတ်ပဲပြည်တွင်းစစ်ကိုအဆုံးမသတ်နိုင်အောင်တမင်လုံးနေတာလို့ပြောပါတယ်စစ်ဖြစ်နေတဲ့တိုင်းရင်းသားဒေသတွေမှာစစ်တပ်ဘက်ကနေစေလွတ်မဲ့စစ်ကောင်ဆောင်ကိုသူကဝင်ကြီးချုပ်ခန့်ထားမယ်အဲ့ဒီအခါကျရင်စစ်စင်ရေးလုပ်ငန်းတွေဖော်ဆောင်တဲ့အခါပူလွင်မယ်လို့ပြောတာကိုကြည်ကျင်အဖြစ်သူတို့ကအမေရိကန်ငြိမ်းချမ်းရေးကိုလိုချင်တာမဟုတ်ဘဲနဲ့တိုင်းရင်းသားတွေနဲ့စစ်ဖြစ်နေရတဲ့ဟာပြည်တွင်းစစ်ကိုအဆုံးမသတ်အောင်တမင်လုံးနေတဲ့ဆိုတဲ့ဟာမျိုးအရန်တိတာလွန်တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်စစ်တပ်ဟာနိုင်ငံရေးကနေထွက်ရမှာဖြစ်ပြီးတိုင်းရင်းသားတွေရဲ့လူလာချက်တွေကိုဖွင့်ပြပေးရမယ်လို့သူကထောက်ပြပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ခံစရာမလိုပဲတက်ကိုစလေ25ရာခိုင်နှုန်းဟာသက်ဆိုင်ရာလွှတ်တော်အလိုက်နေရာရထားသလိုကာကွယ်ရေးနဲ့ပြည်ထရေးအပါအဝင်နေဆက်လုံခြုံရေးမှလည်းတက်ကလူတွေနဲ့ဝင်ကြီးခန့်အပ်ခွင့်ရရှိထားတာပါ။ဒေါ်လာရေးအင်အားစုတွေအနေနဲ့စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကနေပေါ်လာမဲ့လွှတ်တော်နဲ့အစိုးရကိုရင်ဆိုင်ရတော့မယ့်အခင်းအကျင်းနဲ့ပတ်သက်ပြီးလုပ်ရမယ့်အလုပ်တွေကိုသွေးဖဲမသွားဖို့အရေးကြီးတယ်လို့ကိုအေးမင်းထွန်းကမှတ်ချက်ပြုပါတယ်။